တာလှပရဲ့မနက်ခင်းလေးတစ်ခုမှာတော့ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတဲ့ငှက်မွေးလေးတစ်ချောင်းဟာအရင်ကမာဟီယူနဲ့ဆုံရွေးခဲ့ကြတဲ့နေရာတွေကိုဖျက်ကျော်ပြီးအာမာနဲ့ရဲ့အရှိမပြုတ်ကျပြောက်ကွယ်သွားခဲ့ပါတယ်။စီဇန်1မှာတော့မိဘတွေကလည်းအောင်သွဲတငယ်ချင်းတွေကလည်းပေးစားတလောကလုံးကဝိုင်းအောင်သွဲတာတောင်မသွဲသေးပဲရိုးနေတဲ့အတွေ့လေးရစီဇန်2မှာတော့တကယ်တွဲပြီးရိုးပြကြတော့မှာပါ။အခုကြည့်နေတဲ့လူတွေလည်းအဲ့လိုရိုးနိုင်မှု like subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပေးသွားခဲ့ကြပါအောင်ဗျ။အာမာနဲ့တယောက်အိယာအားထားပြီးအဲကန်ထဲမှာထိုင်နေကခဏကြာမှာတော့မိန်းကလေးတယောက်ကနှုတ်ဆက်ပြီးဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့မာဟီယူဖြစ်ပြီးအားလုံးကနတ်သမီးလေးလို့တင်စားကြရတဲ့မိန်းမလှလေးပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတော့အာမာနဲနဲ့မာဟီယူတို့ကတွဲနေကြပြီးအတူထိုင်းနေကြကအာမာနဲကအခုမှရီးစားထားဘူးတာကြောင့်ရှက်နေပါတယ်။မာဟီယူကအာမာနဲပကုံးပေါ်မိဖို့လှုပ်လိုက်တော့အာမာနဲကကာထားလိုက်တာကြောင့်သူ့ကိုတဘောမကျဘူးလို့ထင်သွားပြီးအာမာနဲကလည်းအဲ့လိုမဟုတ်ဘူးလို့ဆိုကနေရခတ်နေတာကြောင့်လို့ပြန်ပြောနေပါတယ်။အခုမှပထမဆုံးရီးစားစထားဘူးတဲ့အာမာနဲကလည်းဘာမှမသိပဲဖြစ်နေကမာဟီယူကိုအသွဲတွေကဘာလို့ကြရလဲလို့မေးလိုက်တော့မာဟီယူကလည်းအတွဲတွေကလက်တွဲလမ်းလျှောက်ကြရနဲ့ပိရက်တွေမှာအတူရှိပေးကြရလို့ဆိုလိုက်ကအဲ့ဒါတွေကသူတို့မတွဲခင်ကလေးကနေတတူကလုံနေကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မာဟီယူကလည်းတင်းတင်းလေးဖက်ထားဖို့ပြောလိုက်တော့အချင်အောင်ဆောင်နေတဲ့အာမာနဲ့ကလည်းဝေးလေကြောင်ဘက်တွေပြောနေရင်မာဟီယူကသူ့ရင်ဝင်နဲ့တိုးဝင်လာအောင်တင်းတင်းလေးဖက်ထားလိုက်ပါတယ်အခုကြည့်နေကြတဲ့လူတွေလည်းဖက်ဆရာမရှိရင်ဘေးကခေါင်းတို့ဆောင်းလို့တာပြေးဆွဲထားလိုက်ဖို့အကြံပေးကြပါတယ်နောက်နေ့မနက်မှာတော့ကြောင်းဖွင့်ရဖြစ်တာကြောင့်အာမာနဲ့ကအဝေးလဲနေပြီးမာဟီယူကဟင်းချက်ပေးနေရင်နဲ့စီဇန်2မှာမာဟီယူကြိုက်တဲ့သပင်ကလေးကိုပြင်ပြီးအထာကျနေတဲ့အာမာနဲကိုမာဟီယူကတဝင်းတိုးနေတာကြောင့်အာမာနဲကလည်းမင်းကလွယ်ရင်ဘလို့မှမချစ်ဘူးလို့ပြောလိုက်လို့မာဟီယူကပြေးဖက်ပြီးချစ်ကြည်နူးနေကြပြန်ပါတယ်။ကျောင်းသွားတဲ့လမ်းမှာတော့အာမာနဲနဲ့မာဟီယူတို့လက်ချင်းချိတ်သွားနေကြပြီးကျောင်းသားတွေကသူတို့နဲ့တမီလေးသူများနောက်ပါတော့အကြောင်းမနာလိုဖြစ်နေကြပါတယ်။ခဏအကြာမှာတော့ချီတိုရောက်လာပြီးမာဟီယူနဲ့အာမာနဲတွဲဖြစ်သွားအကြောင်းသူတို့အောင်သွဲရဂျိုးနဲ့ကျောင်းနဲ့အာမာနဲကအချိုးမပြေဘူးလို့ချီတိုကအောက်ဖဲလန်နေလို့အာမာနဲကဂျိုးကြီးကြည့်နေပြီးမာဟီယူကပါအာမာနဲကထုံအားတယ်လို့ပြောလိုက်တာကြောင့်အာမာနဲလေးကြောင်ပြောက်သွားပါတယ်။ချီတိုကအာမာနဲရဲ့တန်ရှင်းတိုက်ရတဲ့ပုံစံအခုမှမြင်ဘူးကြောင်းနဲ့ကျေးဇူးရှင်အောင်သွဲတော်လာမင်းကြီးလုံနေတာကြောင့်အာမာနဲကလည်းကျေးဇူးတင်တဲ့အနေနဲ့ချီတိုကြိုက်တဲ့ဘူတာရှိရခရီးဝယ်ကျွေးမယ်လို့ပြောကအကြောင်းအတူလမ်းလျှောက်လာခဲ့ကြပါတယ်။အတန်းထဲမှာတော့အာကာဇဝါနဲ့ခါရိုဝါကီကမာဟီယူကိုဖွင့်ပြောလိုက်ပြီလားလို့အာမာနဲကိုဝိုင်းမိနေကြကအာမာနဲကလည်းဟုတ်တယ်လို့ဝန်ခံလိုက်တာကြောင့်ဂုံယူကြောင်းနဲ့တော်တော်အောင်သွဲလိုက်ရတယ်လို့ပြောနေတော့မှပဲခီတိုကအာမာနဲကိုတော်တော်ပြောင်းလဲသွားကြောင်းလာပြောနေကဘေးကမိန်းကလေးနှစ်ယောက်ကမာဟီယူနဲ့ကြောင်းအောင်လက်တွဲလာတာကြောင့်တကယ်တွဲနေကြရလားလို့မေးလိုက်တော့အာမာနဲကလည်းလွန်ခဲ့တဲ့တစ်ပတ်ခရစ်စမတ်ထဲကတွဲကြတာလို့ပြောလိုက်ကအားလုံးကလည်းပြောနေကြပါတယ်အာမာနဲကလည်းမာဟီယူကိုပါမေးပြလိုက်ပြီးမာဟီယူကလည်းဟုတ်တယ်လို့ပြောလိုက်ကသူ့ဘက်ကအရင်ခံစားချက်တွေဖြစ်လာပြီးတွဲဖြစ်သွားကြတာလို့ပြောလိုက်တော့အာမာနဲကလည်းသူ့ဘက်ကအရင်ချစ်မိတာလို့ဆိုလိုက်ကနှစ်ယောက်သားသူအရင်ချစ်ကိုရင်ချစ်လုံနေကြပြီးအတန်းနဲ့ကလူတွေကတော့ပါဇက်ဟောင်းသားကြောင်ကြည့်နေကြပါတယ်အားလက်ချိန်မှာတော့နတ်သမီးလေးမှာကောင်းလေးရှိတဲ့တဲ့တင်ကတကြောင်လုံးမှာပြတ်နေပြီးကိုနိုးနဲ့ဟီရာဂီကမကြခင်မှာတော့တိတ်မပြောကြတော့တော့ဘူးလို့ပြောနေကြပါတယ်ခါဝါဇာဂီတို့လည်းရောက်လာပြီးနတ်သမီးလေးတို့လက်တွဲပြီးကြောင်းလာတဲ့အာမာနဲကိုစနေကမာဟီယူနဲ့အာမာနဲတို့တွဲလိုက်တာကြောင့်မာဟီယူကိုပိုးပန်းနေတဲ့ယောက်ျားတို့ကြီးကလည်းရောကျသွားပြီးအခုဆိုရင်အတန်းနဲ့မိန်းကလေးတွေကလည်းကောင်းလေးရကြတော့မှမို့ပြောနေကြပါတယ်မာဟီယူကလည်းရောက်လာပြီးကြံတဲ့လူတွေကနတ်သမီးလေးလို့ခေါ်နေကြကမာဟီယူကနတ်သမီးလေးလို့ခေါ်တာမကြိုက်လို့အဲ့လိုမခေါ်ပဲတာမန်မိန်းကလေးလို့တာဆက်ဆံပေးကြဖို့အာမာနဲကပြောနေကမာဟီယူကတော့အာမာနဲရဲ့ကောင်းမလေးဖြစ်နေပြီမို့အဲ့ဒါတွေမလိုအပ်တော့ပဲသူ့ဘဝပြည့်စုံနေပါပြီလို့ပြောလိုက်တာကြောင့်အဖေကောင်ခါရိုဝါကီကလည်းခံစားသွားတာကကိုကောင်မလေးကိုထိန်မို့အာမာနဲကိုပြောနေပြီးဟီရာဂီကတိတ်ရှိကြတာပဲလို့စလိုက်လို့မာဟီယူကလည်းရှက်သွေးဖြာသွားခဲ့ပါတယ်မာဟီယူကထမင်းဘူးကိုအာမာနဲအတွက်ပါထုတ်လာပြီးချီတိုကလည်းစားကျင်တယ်ပြောလိုက်တာကြောင့်မာဟီယူကသူနဲ့မျှဝေစားလိုက်ကအာမာနဲကမာဟီယူချက်ကြွေးတာတွေကိုတာမန်ထက်အားပါးရစားပြနေတာကြောင့်အကဲပို့လို့နဲ့လို့ခါရိုဝါကီကပြောနေပြီးမာဟီယူကအာမာနဲရဲ့အကြိုက်ကိုသိပြီးဖြစ်တာကြောင့်နေတိုင်းချက်ကြွေးမယ်လို့ဆိုနေကအာမာနဲကတော့မာဟီယူကြိုက်တာတွေကိုချက်ကြွေးရင်လည်းအဆင်ပြေတယ်လို့ပြောနေလို့အာကာဇဝါကနှစ်ယောက်သားချစ်ကြည်နူးနေကြရပဲလို့ထောက်လိုက်ပြီးအတော်မျက်စိနှောက်နေခဲ့ပါတယ်အပြန်လမ်းမှာလည်းအာမာနဲနဲ့မာဟီယူကလက်တွဲပြန်နေကြပြီးမာဟီယူကိုပိုးပန်းနေတဲ့ယောက်ျားတို့ကြီးကအာမာနဲကိုမနာလိုဖြစ်နေကြတာကသဘောမကျပေမဲ့မာဟီယူကအာမာနဲရဲ့ကောင်းကွက်တွေကြီးနားချပြင်းခဲ့အောင်ထုတ်ပြောလိုက်တာကြောင့်မာဟီယူကိုသဘောကျနေတဲ့ကောင်တွေလည်းဘာမှမတတ်နိုင်ပဲဖြစ်နေကြပါတယ်အာမာနဲနဲ့မာဟီယူတို့ကဈေးဝယ်နေကြပြီးအခုကစပြီးအတူတူဈေးဝယ်ကြမယ်လို့မာဟီယူကပြောနေကအာမာနဲကငါးစားခြင်းတယ်လို့ပြောလိုက်တာကြောင့်မာဟီယူကအာမာနဲအကြိုက်ရာသီစားငါးချို့ချင်းကိုအချင်းပေါ့ပေါ့လေးနဲ့ချက်ကျွေးမယ်လို့ပြောနေပါတယ်အာမာနဲကနှိမ့်ဝက်နဲ့တွဲလိုက်တာကြောင့်မြန်တယ်လို့ပြောနေပေမဲ့မာဟီယူဘက်ကကြည့်ရင်တော့အာမာနဲကတတိထားမိပေမဲ့မသိချင်အောင်စောင်းနေတာကြောင့်တော်တော်ခက်ခဲခဲ့ကမာဟီယူကလည်းအာမာနဲကသူ့ကိုတကယ်ချစ်တာကြောင့်နားလဲပေးမယ်လို့ပြောလိုက်ပြီးအာမာနဲကလည်းနောက်ဆိုအဲ့လိုမလုပ်တော့ဘူးလို့ပြောကတောင်းပန်နေပါတယ်နောက်နေ့ကြောင်းခန်းထဲမှာတော့အာမာနဲကမာဟီယူကသူနဲ့တွဲပြီးမှမတွဲခင်ရတဲ့ပုံနာမည်မကြီးနေဘူးလားလို့ပြောလိုက်တော့အကားစားဝါကမာဟီယူအာမာနဲကြောင့်တာအရင်လိုခက်ထန်မနေပဲနူးညံ့သိမ်မွေးလာတာလို့ပြောလိုက်ပြီးချစ်ခင်တဲ့လူ
ကိုနည်းငယ်ပဲမြင်မှုတဲ့မာဟီယူရဲ့နူးညံ့သိမ်မွေးတဲ့ပုံစံလေးကိုအခုလူတိုင်းအမြင်တွေ့နေရတာကြောင့်သူမပြောနိုင်မဲ့ကတိကအောက်ဖြစ်နေတယ်လို့အာမာနဲ့ကစိတ်မချပဲပြောနေကအကားစားဝါကတော့မာဟီယူအပေါ်သဘောကျတဲ့လူတွေရောကျသွားတာကြောင့်စိတ်ချထားဖို့ပြောနေပြီးညနေဆောင်ကျောင်းစင်းချိန်လေးကိုရောက်လာခဲ့ပါတယ်။ခီတိုကအရင်ကအာမာနဲ့ကပေါင်းသင်းဆက်ဆံရခက်ပြီးဆုပ်ဆုပ်ပြက်ပြက်နေပေမဲ့မာဟီယူနဲ့တွဲပြီးတဲ့အခါမှာတော့အခုအာမာနဲ့တန့်ပြတ်နေကအများကြီးပြောင်းလဲသွားတယ်လို့ပြောလိုက်တော့အာမာနဲ့ကသူအရင်ကတေချာမဆက်ဆံခဲ့မိတာကြောင့်တောင်းပန်နေပြီးခီတိုကရာကြောင်းနဲ့အာမာနဲ့ကမာဟီယူအတွက်အများကြီးပြောင်းလဲပေးခဲ့တာကောင်းတဲ့အချက်ပဲလို့ထောက်ပြနေတုန်းပါပဲမာဟီယူကရောက်လာပြီးသူများအတွက်တာယာနေတာကိုမနှောက်ယှက်ချင်တဲ့ခီတိုကလည်းသူ့ကိုကူညီပေးကြလို့ကျေးဇူးတင်ကြောင်းပြောကမုန်းတထုတ်ပေးပြီးပြန်သွားခဲ့ပါတယ်မာဟီယူကတော့အာမာနဲ့ကိုတဝင်းတိုးနေပြီးအာမာနဲ့ကအဲ့လိုမဟုတ်ပဲသူပြောင်းလဲသွားကြောင်းပြောနေတာလို့ပြောလိုက်ကမာဟီယူနဲ့အာမာနဲ့ကဖက်ထားလိုက်ကြပြီးမာဟီယူကသူနဲ့အတူအများကြီးဖြတ်တန်းခဲ့တာကြောင့်အာမာနဲ့ကနှွေးထွေးတဲ့ပုံစံပြောင်းလာတာလို့အချင်းငတ်လေးလှုပ်ပြီးချစ်ချီနူရင်ပြောနေကြရင် The Angel နှိတ်တော်စီစဉ်တို့အပိုင်းတစ်လေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီဗျာဒီလို anime ဇာတ်ကားကောင်းလေးတွေကိုကြည့်ဖို့ like subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပေးသွားခဲ့ကြပါအောင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ